ကချစ်ခင်လိုက်မယ်ယုံကြည်လိုက်မယ်လေးစားလိုက်မယ်အားကိုးလိုက်မယ်အဲ့ဒီခါမှာမင်းဘာလို့အောင်မြင်လိုက်မယ်ရောက်တဲ့နေရာမှာစိတ်ချမ်းသာလိုက်မယ်ပျော်ရွှင်လိုက်မယ်ကောင်းတဲ့စိတ်ကလေးထားချင်လောဘဒေါသမာနမကြည့်နဲ့သူများကိုကူညီပါစောင့်ရှောက်ပါလှူဒန်းပေးကမ်းပါစိတ်ကောင်းကလေးရှိလွယ်ကလေးပဲဆိုပါစို့ဒီနေရာမှာဝင်ပေါက်ကလေးတစ်ပေါက်ရှိတယ်ကိုကလည်းလာတယ်သူကလည်းဟိုဘက်ကလာတယ်သူကခြေလန်းတလန်းဥနေတယ်အဲ့ဒါကိုလှမ်းကြည့်ပြီးတော့ကိုကသူ့ရဲ့ဥအောင်တုတ်ချေတင်လိုက်တယ်ဟိုလူမြင်နေအဲ့တော့တဲ့သွားတိုးတယ်တိုးတဲ့ခါမှာဟိုလူကမကျင်တတ်တဲ့မျက်စိနဲ့ကြည့်ကိုကအတင်းစွတ်တိုးဝင်သွားတယ်ဒီနေ့ညနေပဲကျွန်တော်ဝိတိုရိယဆေးရုံကိုသွားတယ်ကျွန်တော်ဆေးသွားဆေးရစစ်တဲ့ခါကျတော့ကျွန်တော်ကားကဆေးရုံအဝင်လမ်းကိုရောက်ကျွန်တော်တို့ကမိန်လမ်းပေါ်ကအဲ့ဒါကိုဝင်လိုက်တော့ရှင်းလေးပါပဲကားလည်းရှင်းလို့ဝင်လာဟိုဘက်ကထွက်မလို့လုပ်တဲ့ကားကကျွန်တော်တို့ကဖြတ်ကွေးမှာထွက်ချင်းအချိန်ပြင်းစွာမောင်းပြီးတော့ကျွန်တော်တို့ကားရဲ့နဘေးကိုဝင်တိုက်မဲ့ပုံမျိုးနဲ့ကိုမောင်းလာတယ်ရကျွန်တော်တပည့်ရပ်ပေးလိုက်ပါဟောလူတွေစိတ်ထားလေညံ့လိုက်တာစိတ်မကောင်းပါဘူးသူတို့စိတ်မကောင်းပါဘူးသူကဥနေရင်လည်းထားပါတော့ဥလည်းမဥရှင်းလို့ဖြတ်နေတဲ့ကားကိုအတင်းအရမလူကျွန်တော်တို့ကလည်းမခံကျင်စိတ်နဲ့လူတယ်ကွာဆိုတော့တိုက်မှာပါပဲဘာဖြစ်လို့များလူတွေရဲ့စိတ်ဓာတ်တွေအဲ့လောက်ညံ့နေကြတာတော့အဲ့ဒီကိုယ်ပိုင်ကားကောင်းစားကြီးစီးနေတာပဲချမ်းသာပါလိမ့်ဆင်းရဲတာမွဲတေတာစိတ်ဓာတ်ပဲကုန်တိုက်ကြီးတွေမှာဈေးဝယ်တယ်ငွေရှင်းကောင်တာမှာအလူရဲ့ဝင်တိုးတယ်ပေးလိုက်စမ်းပါသူကတဲလောက်ဖြစ်နေတယ်သူတင်ကိုတင်တိုးရင်ရတာတောင်မှကိုကရက်ပြီးတော့ပေးလိုက်ပါတော့ပါအဲ့လိုပေးလိုက်တာနဲ့အဲ့ဒီလူကလှည့်ကြည့်ပြီးတော့ပြုံးပြပါလိမ့်မယ်ဟောသူဦးစားပေးလိုက်တာကိုညတာပါပဲရဲ့ပြုံးလိုက်တစ်ဖက်သားပြုံးသွားရတယ်ဆိုရင်ဘယ်လောက်မြန်ကောင်းလိုက်တယ်လဲဗျာဒါလေးကပတ်စံတပြားမှမကုန်မဲနဲ့ကြီးကျယ်သောကုသိုလ်တွေပါပဲအဲ့ဒီလိုစိတ်ထားမျိုးကိုကျင်သားကြရင်မင်းဘယ်နာသွားရှင်ပြေလိမ့်မယ်မြို့တစ်မြို့အဝင်မှာဈေးဆိုင်လေးတစ်ဆိုင်ရှိတယ်တဲ့ဈေးဆိုင်မှာလေးတယောက်ဈေးရောက်နေလူတယောက်ကအဲ့ဒီမြို့ကိုပြောင်းလာရဈေးဆိုင်ကလေးဝင်မေးတယ်မင်းကလေးရဲ့ဦးကဟိုဘက်မြို့တစ်မြို့နဲ့ဒီကိုပြောင်းလာဒီမြို့ကလူတွေကစိတ်ရင်းကောင်းကြရဲ့လားကွယ်ပေါင်းလို့တင်းလို့ဆင်းပြေးပါမလားမေးတယ်ဈေးဆိုင်မှာလေးကပြန်မေးတယ်ဦးလေးပြောင်းလာခဲ့တဲ့မြို့ကလူတွေရောစိတ်ရင်းကောင်းရဲ့လားပေါင်းလို့တင်းလို့ဆင်းပြေးခဲ့ရဲ့လားမေးအဲ့ဒီလူကြီးကပြန်ပြောတယ်ဟိုတယောက်မှစိတ်ရင်းမကောင်းအလကားလူတွေသိရုပ်မာတဲ့လူတွေအဲ့ဒီလူတွေနဲ့ကိုမနေခြင်းလို့ပေါင်းလို့တင်းလို့မကောင်းလို့ဦးကဒီမျိုးကိုပြောင်းလာဒီလူတွေစိတ်ပြက်လွန်းလို့မင်းကလေးကပြောတယ်စိတ်မကောင်းပါဘူးဦးလေးရဲ့ဒီမျိုးကြရင်လေအဲ့လိုလူတွေပဲဦးလေးတွေ့ရမှာပါညီညူပြီးမျိုးထဲဝင်သွားနောက်တစ်လားလောက်ကြာတော့လူတယောက်လာပြန်တယ်အဲ့ဈေးတယ်လေးကိုပဲမေးပြန်မင်းကလေးရဲ့ဦးကဒီမျိုးကိုပြောင်းလာရဒီမျိုးကလူတွေကစိတ်ရင်းကောင်းကြရဲ့လားပေါင်းလို့တင်းလို့ဆင်းပြေးပါမလားရှင်းဤတူပဲမေးပြန်နေဉာဏ်ပညာရှိတဲ့ဈေးတယ်မလေးကပြန်မေးတယ်ဦးလေးကိုမေးပြရစေဦးလေးပြောင်းလာတဲ့မျိုးကလူတွေကစိတ်ရင်းကောင်းရဲ့လားပေါင်းလို့တင်းလို့ဆင်ပြေရဲ့လားအဲ့လူကပြန်ပြောတယ်ဟိုးသိစိတ်ရင်းကောင်းကြတယ်မင်းကလေးရဲ့ပေါင်းလို့တင်းလို့အလွန်ဆင်ပြေပါတယ်ဗျာဒီလူတွေကချစ်စရာကောင်းနေဗျာကျုပ်မပြောင်းညင်ပါဘူးဗျာလုပ်ငန်းတာဝန်ရပြောင်းလာတာပါဗျာဈေးတယ်မလေးကပြန်ပြောတယ်
စိတ်မကောင်းမရှိပါနဲ့ဦးလေးရဲ့ဒီမျိုးကလူတွေလည်းဦးလေးတွေ့ပါလိမ့်မယ်စိတ်ရင်းကောင်းကြပါလေပေါင်းလို့သင်လို့ဆင်ပြေပါလိမ့်မယ်တိတ်ကိုနဲ့ဆိုင်တဲ့အဓိပ္ပာယ်ရှိပါတယ်အဓိပ္ပာယ်ကတော့မင်းပေါ်မှာမူတည်ပါတယ်မင်းကရောက်တဲ့နေရာမှာဘယ်သူကမှအကောင်းမမြင်ဘူးဘယ်သူနဲ့မှမတည့်ဘူးလူတကာနဲ့ရံဖြစ်နောက်တစ်မျိုးပြောင်းလဲမင်းအဲ့လိုပဲတွေ့မှာပဲမင်းကလူတွေကိုကူညီတယ်ချစ်ခင်တယ်လူတန်းပေးကမ်းတယ်လူတွေကမင်းကိုချစ်မှာပေါ့ဘယ်မျိုးရောက်စိတ်ကောင်းရှိတဲ့လူဟာလူကောင်းနေနဲ့တွေ့ရတယ်ဆိုတော့အဲ့ဒါပါပဲလူတွေစိတ်ကောင်းနှလုံးကောင်းရှိပါလို့ပြောချင်တယ်ကျွန်တော်ကမင်္ဂလာတုံမှာနေတယ်ရောက်လမ်းမှာယုံတဲ့ရတယ်လက်ထောက်ညွန်ကြားမှုဖြစ်တဲ့အထိကျွန်တော်တို့ကမော်တော်ကားမရပါဘူးဘတ်ကားတိုးစီရတယ်ကိုတိုးတက်တဲ့လူဒန်းစားလို့ကျွန်တော်တို့ကနာမည်ပေးပါတယ်တိုးတက်ရလို့ပါကားပေါ်ရောက်ရင်ပစိုးကပုံစားဘေးရောက်သွားတယ်နေ့တိုင်းမှာပဲပြန်ဆွဲတက်ရတယ်ကျွန်တော်ကတော့လူတွေအတိုးတိုက်အနည်းလွတ်တဲ့နေရာလေးရောက်အောင်သွားတန်ကလေးကိုဆွဲတစ်ဖက်ကဖိုင်တွဲတွေနဲ့ထမင်းဘူးကလေးထည့်ထားတဲ့လက်ဆွဲအိတ်ကလေးကိုကန်ရကိုယ်စာရေးဆရာဆိုတော့အတိုးတိုက်လွတ်တဲ့နေရာရောက်တာနဲ့ကျွန်တော်ကဝတ္ထုတစ်ပုဒ်စတင်ပြီးတော့ရေးတော့တာပဲကောင်းထဲမှာရေးတာအတွေးနဲ့ရေးတာညကြရင်ပြန်ကူးချရုံပဲဘတ်ကားပေါ်မှာဝတ္ထုတစ်ပုဒ်ဒီဆောက်လို့ရတယ်အိုက်တာလည်းမသိတော့ပူတာလည်းမသိတော့ချွေးစော်နန်းတာလည်းမသိတော့ဟန်ကိုကြလို့ဝတ္ထုတွေအများကြီးရတယ်တနေ့တော့စော်ဝါးကြီးကုန်းမှာတထေးမကြီးတယောက်ကားပေါ်တက်လာတယ်တထေးမကြီးလို့ဘာလို့ပြောတော့ဆိုတော့လက်တစ်ဖက်မှာရွှေလက်ကောက်တွေက9ကွင်းဒီဘက်ကလည်း9ကွင်းရွှေဘီးကြီးကလည်းကြီးပဲရွှေဆွဲကြိုးကြီးကလည်းအတုပ်ကြီးပဲလက်ပွေးအိတ်ကြီးကလည်းအကောင်းစားဆိုတာအိတ်ကြီးလှလို့ပြောတာပါကျွန်တော်ဈေးနှုန်းမသိပါဘူးအခုခါမှာတထေးမကြီးတိုင်တဲ့လက်ပွေးအိတ်က65သိန်းနဲသေးတယ်350လက်ပွေးအိတ်တစ်ခုကျွန်တော်ရှေ့မှာအဲ့ဒီလက်ပွေးအိတ်ကြီးချိတ်ဆွဲထားရင်တော့ဘာမှတန်ဖိုးရှိမှာမဟုတ်ပါဘူးကျွန်တော်မှမသိပဲအဲ့ဒါလွန်ဆုံးတန်လာတောင်ကနန်းပေါ်သူ350ပေးရတာလက်ကားပဲလက်ကားမဖြစ်ချင်တော့ရေးထားလေဒီလက်ပွေးအိတ်350တန်သည်ဒါဆိုရင်ကျွန်တော်ထင်ကြည့်မယ်အဲ့လိုရေးမထားရင်တော့ကျွန်တော်မသိဘူးအဲ့လက်ပွေးအိတ်ကြီးနဲ့မိတ်ကပ်ကလည်းအကောင်းစားပဲအကောင်းစားလို့ကျွန်တော်ထင်တယ်လေနှခမ်းနီစိုးတောက်ကောင်းစားပဲ1 set အင်းညက်လို့ဟာတထေးမကြီးအမြင်မတော်လိုက်တာဘတ်စကားပေါ်တိုးတက်လာရပါလားနေ့စဉ်ဘတ်စကားစီးတဲ့ကျွန်တော်တို့ကဘေးကိုဖယ်ပေးကြတယ်သူအားနာတယ်ကိုလိုဆင်းရဲသားချင်းကိစ္စမရှိတထေးမကြီးဘတ်စကားစီးရတော့အားနာလို့ကိုလေးတွေကြုံပြီးတော့ဖယ်ပေးတယ်သူကတောင်းနဲ့ရင်ကော့ဝင်လာတယ်ခလဲလောက်ကြတော့ဘေးကခုံတစ်ခွက်ဒီဘက်အစွန်းလေးကိုကြိုက်မိတာနဲ့အဲ့မိမကြီးကပြောတယ်မလေးဘတ်စကားမြန်တစ်ခါမှမစီးဘူးပါဘူးချွေးစော်တွေကလည်းနန်လိုက်တာစိတ်ပြက်ဖို့ကောင်းတယ်ဖယ်ပေးမိတာမှားသွားကျွန်တော်တို့စော်ကားကျွန်တော်တို့ကနေတိုင်းစီးရလေသူကအဲ့လိုကျွန်တော်တို့နေတိုင်းစီးတဲ့လူတွေအားမနာဘူးကျွန်တော်တို့ကသူ့ကိုအားနာလို့ဖယ်ပေးသူကကြတော့ဘတ်စကားမြန်တစ်ခါမှမစီးဘူးပါဘူးချွေးစော်တွေကနန်လို့စိတ်ပြက်စရာကောင်းလိုက်တာဒီနေ့မှာအင်္ဂါကား2စင်းစလုံးကလည်းတစ်စင်းကခရီးထွက်သွားတစ်စင်းကလည်းဝတ်လျှော့ထိုးထားဆရာတော်ကျောင်းကိုနေစွန်းမီပို့ရမှာမို့လို့လေဘင်ကားငါတော့အဲ့တုန်းကခုလိုတက်စီမပေါ်သေးဘူးလေဘင်ကားခက်တစ်စင်းမှမရလို့ဘတ်စကားစီးရစိတ်ပြတ်ဖို့ကောင်းလိုက်တာသူ့လည်းဘယ်သူမှမမေးပဲနဲ့ရှင်းလင်းချက်တွေထုတ်နေပါလေကြွားလဲကြွားသေးကိုပိုင်ကား2စင်းရှိ
ကျွန်တော်တို့ကနာကြပြင်းကတ်တယ်ကြွားတာကိုအဲ့လိုပြောပြီးတော့သူကကင်တာသူ့နောက်မှာဆယ်နှစ်သမီးလေးပါတယ်ဒီကလေးမကလက်ကင်ကြမလွတ်ဘူးတစ်ဖက်ကငါးစင်ကြိုင်ကြီးဆွဲထားတယ်တစ်ဖက်ကလက်ဆွဲချင်းကြီးဆွဲထားရတယ်မော်တော်ကားဝေါ်ကနေထွက်လိုက်တော့အဲ့ဒီကလေးမပလက်လန်လဲတယ်နှစ်ဖက်စလုံးမှာမအားပဲကိစ္စမရှိပါဘူးကျွန်တော်တို့ဘတ်စကားစီးနေကြကောင်းနေရသိပါတယ်အဲ့ဒီကလေးမကြောလေးကိုတွန်းပေးထားတယ်ဘာမှမဖြစ်ပါဘူးထိန်ပေးကြတာပေါ့နောက်ရှေ့ကမှတ်တိုင်ကြတော့ဘတ်စကားဝေါ်ကနေဝင်ပြီးတော့ဘရိတ်ကိုနင်းတုံငနဲ့ရက်အဲ့ဒီကြတော့ဒီကလေးမကျွန်တော်တို့လည်းမကူနိုင်ဘူးရှေ့ကိုဟတ်ထိုးဖြစ်တထဲမကြီးအဖင်ကိုဝင်တိုးဟဲ့ဘယ်နဲ့ကြောင့်လူတိုးနေတာတော့ကလေးမလေးကိုငေါက်တယ်တိုးမှာပေါ့သူ့မှာလက်နှစ်ဖက်စလုံးကင်ကြမရှိဘူးလေမတိုးစေခြင်းတခုသူကိုကင်ပေါ့မကင်ဘူးအဲ့ဒါနဲ့အဲ့ဒီမိမကြီးကသားဖြူပြပြလူပုံချောချောဒီသက်50လောက်ရှိအဲ့ဒီဘေးနာခုံမှာသူ့ရွယ်ပဲအသက်50ပိန်မိန်ပါပါဟိုကနည်းနည်းဝါဖြိုးဖြိုးသူပိန်မိန်ပါပါမျက်နှာမှာတနခါရည်ကျဲကလေးလိမ့်လို့အဲ့ဒီအမဲကသမီးလေးပေးပေးချင်းနဲ့ကြိုက်ကိုတော်ကြီးပေးထားကူညီချင်းရှာတယ်ကူညီခွင့်တောင်းပါကလေးကပေးမယ်လို့တော့ဟဲ့မပေးနဲ့တထေးမကြီးကဆင်းရဲသားကိုမယုံဘူးဒီကားပေါ်မှာသူငါးစင်းကြိုက်ဆုံးကပ်မလို့လဲသူကြေညာပြီးဘသူကနှိုက်စားမှာတော့နော်ဟိုကူညီခြင်းတဲ့တော်ကြီးကကမ်းမိသားလက်ရုပ်သိမ်းလိုက်ရတယ်ကလေးမှလည်းမပေးရတော့တစင်းလုံးကြားတယ်ကျွန်တော်တို့အဲ့မိမကြီးကိုမကြေမနက်လှမ်းကြည့်ရဲ့နောက်မှတ်တိုင်ဗရိတ်အုပ်ပြီးကော်မလေးတိုးပြီးသူ့ဖင်ကိုတိုးပြီးကျွန်တော်တို့အကုန်လုံးဝင်းသာအားရတိုးပါစေတိုးကွာသဘောကျသူတက်လာမှနေရင်ထိုင်ရင်အကုသိုလ်တွေဖြစ်ကုန်ကြပြီပူလို့လောင်းလို့ကြည်စမ်းစိတ်ရင်မကောင်းတဲ့လူတယောက်ကပတ်ဝန်းကျင်မှာပူလောင်ကုန်နေပူလောင်ကုန်နောက်မှတ်တိုင်မှာသားတယ်မေတယောက်တက်လာပြန်နေကလေးကိုကလေးခွင်ချီချင်းကလေးကိုဆွဲသူလည်းတိုင်ကြမရှိပြန်ဘူးအဲ့ဒီမှာပတ်စကားပေါ်မှာယောက်ျားတွေပါပါတယ်ဗျာဒီဘုံကြီးဟန်တက်လာလို့ရှိရင်ကိုထိုင်းနေရတဲ့နေရာလေးဖယ်ပေးရမှာစိုးလို့ဗရင်းမောက်ကနေငေးလေရတာပြင်မဲ့ရှင်ဖေကမမြင်လို့ဖေကဘယ်မြင်မလဲတမင်ဝက်နေလဲမမြင်အောင်ကိုလဲသားတယ်မေလာလဲဇက်တွေကိုညောင်းနေလဲပြီးမှပြန်တဲ့အဲ့ဒီမှာလူတွေနော်အံ့ဩစရာကောင်းတယ်အနှစ်30လောက်မြေကရန်လူသက်မှုတွေဖြစ်တယ်ဘာမှမဆန်းဘူးဘတ်စကားပေါ်မှာမိနစ်30လောက်ဖင်ကရန်ဒါလေးတောင်မဲ့မောတယ်ဖယ်မပေးချင်ဘူးအဲ့ဒီမှာအခုနအသားညိုညိုအမေကထပေးရှာတယ်ယောက်ျားတွေဖယ်မပေးပေမဲ့သူထပေးတယ်ဟိုသားတယ်မေလာဒီမှာထိုင်ထွက်ပေးရှာတယ်အဲ့လိုလဲထွက်ပေးလိုက်ကြောအဲ့ဒီနဲ့အနီးဆုံးမှာရှိတယ်ခုနတထေးမကြီးကခြေတလန်းတိုးတယ်ပြီးတော့စွက်ကနေထိုင်ချတယ်ဟာကျွန်တော်တို့အကုန်လုံးမြင်တယ်လှုပ်ချလိုက်ပြီဟိုမေကပြောတယ်ဟောကျမမစင်းသေးပါဘူးသားတယ်မေကိုနေရာပေးတာပါအဲ့မိမကြီးပြန်ပြောတယ်လုံမနေနဲ့ဘတ်စကားပေါ်မှာဘယ်သူမှပိုင်တဲ့လူနေရာမရှိဘူးတဲ့ဘယ်သူမှလည်းအမွေပေးလို့မရဘူးနေရာလိုက်ရင်ထိုင်မှာပဲဟာမိုက်ရိုင်းတာဗျာကျွန်တော်တို့အကုန်လုံးအဲ့ဒီမိမကြီးစီကိုကြည့်တယ်အလင်းတန်းနှစ်တန်းစီနဲ့ပြစ်တာတယောက်မချအကုန်ပြစ်တယ်ကျွန်တော်တို့ကငကားတွေဆိုအဲ့မိမကြီးပြာကျသေးပြီသူကလည်းသိတာပေါ့တကားလုံးကသူ့ကိုအလင်းတန်းနှစ်တန်းနေနဲ့ပြစ်သူ့မှာလည်းနှစ်တန်းရှိတယ်အဲ့ဒါနဲ့ကုန်လက်ပြန်ပြစ်တယ်ဟာဘတ်စကားပေါ်မှာစပွဲခင်းနေကြတယ်ဖြစ်နေကြတိုက်အဲ့ဒီမှာ
တစ်စင်းလုံးဒီမိမယူမကျင်းတတ်ဘူးဗျာမုံအဲ့ဒီမှာလူတယောက်ကသူ့အမတန်မောတဲ့နေရာကလေးကိုထပ်ပြီးမတထဟိုသားတဲ့မေလာဒီမှာထိုင်မာရီကြောရီနဲ့သားတဲ့မေကိုမာကျင်တာမဟုတ်ဘူးဟိုမိမကြီးကိုမာကျင်တာအဲ့လိုပြောပြီးတာနဲ့အဲ့မိမကြီးစုမျက်စောင်းထိုးလိုက်သေးမိမကြီးလည်းပြန်ထိုးအလုပ်ကိုရှုပ်နေတာပဲလူငယ်တယောက်ကထပြန်ပြီမတရက်ဟိုအမေလားကျွန်တော်နေရာမှာထိုင်အမေကစိတ်ရင်းကောင်းတယ်ဆိုတော့ဟိုမိမကြီးစိတ်ရင်းပုတ်တယ်ဒီကောင်ကလည်းဖင်းတနေရဆုံးခံပြီးလောက်ရတယ်ပြီးတော့မှအဲ့ဒီမိမကြီးကိုအလင်းနဲ့လှမ်းပြေးမိမကြီးကပြန်ပြေးစဉ်းစားကြည့်ပါနော်ဒီမိမကြီးဟာသူ့ကိုယ်သူပြင်ထားလိုက်တာအစင်တစားတွေနဲ့ရွှေတွေနဲ့ရွှေဆင်လို့မရင်ပါဘူးမတင့်တယ်ပါဘူးအချီးတန်လိုက်တာအယုတ်ဆိုးလိုက်တာတကားလုံးမုန်းတယ်ကုန်မုန်းဟိုအမေသူ့အသက်ရွယ်သူလောက်ပဲအသာညိုပိမ့်ပါလှလိုက်တာသနခါရည်ကျဲလေးနဲ့တကားလုံးချစ်ပါလေအဲ့ဒီကားပေါ်မှာအလှမဲ့ရွေးပွဲအဲ့ဒီနှစ်ယောက်ကိုပြိုင်ကြည့်ဟိုမိမကြီးတုံညပဲရအသားညိုတဲ့အမေရတကားလုံးချစ်စဉ်းစားကြည့်ပါကျွန်တော်တို့မင်းကလေးတွေလှချင်နေပြင်လိုက်ကြတယ်ကိုစိတ်ထားလှအောင်တော့မပြင်ဘူးရုပ်ကိုပဲပြင်နေကြတယ်မင်းကလေး၃ယောက်မျက်နှာချင်းဆိုင်လာအလဲကမင်းကလေးကလှလိုက်တာကြောင်းသူကလေးဟောအလဲကမင်းကလေးက၃ယောက်ထဲမှာဖြစ်ချောဆုံးမှာပဲလို့လှမ်းကြည့်နေတော့အဲ့ဒီမင်းကလေးကမဲ့ကရွက်ကနဲ့အတင်းနေတုတ်နေတယ်ဟာသွားပြီမလှတော့ဘူးကျွန်တော်စိတ်ထဲမှာအောင်းမိသူ့ရဲ့အမေအမအတော်တွေကလေးကိုပြုတ်ရင်မပေးကြပါလားပြုတ်ရင်မပေးကြဘူးသမီးရဲ့မဲ့ကရွက်ကသူများအတင်းနေမပြောနဲ့သမီးရဲ့အလှပြက်တယ်မိန်းကလေးတွေမဲ့ကရွက်ကပြောပြီးဆိုရင်တော့သိကြတယ်အဲ့ဒါအတင်းတုတ်နေတာပဲအကောင်စကားမဟုတ်ဘူးအဲ့ဒီခါမှာအလှပြက်တယ်ယောက်ျားမဲ့ကရွက်ကပြောတာနေတယ်ရှိတယ်ယောက်ျားမဲ့ကရွက်ကပြောရင်ပူဆိုးတယ်စိတ်ကောင်းကလေးရှိရင်ဥပရိယုတ်လာကိုအလှပညာဇမ်းပါစိတ်ကောင်းရှိခြင်းဖြင့်မြင့်အောင်မြင့်ပါဝါကြွားပြီးတော့သိတော်တာပဲငါသိတတ်တာပဲလို့မြင့်ကျင်လို့ကြွားဝါပြီးတော့မမြင့်ပါနဲ့ဝါကြွားရင်မမြင့်ပါဘူးကျွန်တော်ပြင်သိတော်ကျွန်တော်လူတွေရှာမှရှာဒီလိုထင်ပြီးတော့ပြောကိုကြွားလုံးအားကြီးကြွားခြင်းရဲ့ရွေချက်ကဘာလဲသူများထင်ကြီးခံရအောင်လုပ်တာသူလည်းဟိုဘက်ထွက်သွားရောကျန်တဲ့ကောင်တွေကဘာပြောသွားငပေါ်ကြီးထင်ကြီးခံရမလားလို့ကြွားငပေါ်ဖြစ်သွားပါတယ်ဒါကလေးကိုမှတ်ထားပါထင်ကြီးခံရင်မကြွားပါနဲ့နှိမ်ချရင်ထင်ကြီးကျွန်တော်ကတက်ဆိုကျောင်းသားတို့ကတက်ကတူဗော်လီဘောမှာလေကျောင်းကလက်ရွေးစင်ပါပဲကျွန်တော်ကြွားတာမဟုတ်ပါဘူးငပေါ်ကြီးဖြစ်သွားမှာဆိုလို့ပြောချင်တဲ့ရည်ရွယ်ချက်ရှိအဲ့ဒီမှာကျွန်တော်လိုပဲကျွန်တော်တို့ကရက်မျက်နှာစမရှာပေါ့နော်စမရှာပေါ့မကြရင်တော့ငါမှငိမ့်စားယူသွားတဲ့ရဲချုပ်စိုးဝင်းပေါ့နော်ဦးစိုးဝင်းပေါ့ရဲချုပ်ဦးစိုးဝင်းသူကရမမြင့်မအောင်သူက lifter ကျွန်တော်တို့ရဲ့ lifter သိတော်ပါတယ်ရမမြင့်မဲနဲ့သူ့ကိုမန္တလေးတိုင်းလက်ရွေးစင်ထိရွေးရပါတယ်တော်လွန်းလို့နောက်တော့ရဲချုပ်ဖြစ်သွားတယ်အဲ့ကျွန်တော်တို့အသင်းနဲ့မာရီကျွန်တော်တငယ်ချင်းတယောက်ရှိသေးတယ်ဒီကောင်သိကြွားတာပဲတော်ပါတယ်ဗော်လီဘောကိုရိုက်အောင်ဟိုဘက်ကိုကျသွားလို့ရှိရင်အဲ့ဒီကောင်ရိုးမနေဘူးမှတ်ထားသေသွားမယ်ပါမှတ်အဲ့လိုပြောပြီးသူက
ရင်ဖွင့်ပြီးတပတ်လျှောက်တယ်ဝါလူတွေကကြီးရဲ့ဘာဖြစ်တာတော့ငပေါ်ကြီးလို့ပြောတာအဲ့ဒီကောင်လည်းမမှတ်ဘူး